ဝေအားလူတွေကိုဘယ်လောက်ထိပြောင်းလဲသွားသေးလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ like and subscribe လုပ်ပေးကြဖို့ပြသရခိုင်ရပါစားတော့ချင်းကတော့လက်မခံဘူးပေါ့နော်လက်မခံဘူးပေါ့သူသမီးကငယ်သေးတယ်ဝေလဲမြင်လိုက်တော့အာဘာတွေတော့အသက်30ဆိုတော့လေနေတော့မဟုတ်တော့ဒါပါညာမာတဘုတ်ဗျာသူသမီးရဲ့အကြောင်းသားတယ်ဟုတ်တော့ဟုတ်ပါလေမိဘတွေဘက်ကလည်းအကြောင်းသားဆိုတော့နော်ကြည့်ရပါဦးမှာသူ့အတွက်ဆိုမှလေသူကပြင်ခိုင်းထားလို့တော်ပြီမလို့ခြင်းဘူးဘာမှမလို့ခြင်းဘူးဒါတွေလည်းမလို့ခြင်းဘူးမလို့ခြင်းဘူးဒါတွေလည်းမလို့ခြင်းဘူးဘာမှမလို့ခြင်းဖွင့်ပြလိုက်ပြီပတ်စံလေးဖွင့်ပြလိုက်ပြီဒါဟောပါတာလားအငယ်သေးတယ်ကျမရီးသားထားကိုလက်မခံတာအတရားနဲ့ပေးတာမို့လို့တဲ့ပြောပြီးလက်တိုင်းနဲ့ဗျာအင်ဂျီလေးပါလေးတော့ဆယ်ဦးမှာပေါ့ဟုတ်ပြီလားဖြစ်တယ်နိုင်ငံရဲ့ချမ်းမှာရောက်နေတဲ့မိသားစုတွေပေါ့ဗျာရှိကြတယ်ကျွန်တော်တို့ဆိုလို့ချင်းလည်းရှိနေပေါ့ဗျာလို့တငယ်ချင်းတွေဒီထုံးမိသားစုတွေကဝေးမှရောက်နေကြတယ်ဝမ်းနေပြီးရဲ့ပြန်လဲဒီမြန်မာနိုင်ငံမှာအတူပဲနေချင်းတတိလဲရပါတယ်နော်ငယ်ချမ်းမှာရောက်နေတဲ့တငယ်ချင်းတွေအားလုံးဒီဗီဒီယိုလေးရပြီးကျွန်တော်တတိရတယ်ကျွန်တော်ပြောချင်ပါတယ်ဒီကုန်းမှဖတ်ပြီးတော့စိတ်မကောင်းဖြစ်နေနော်ဆိုင်ငယ်ရတဲ့ဗရိတ်ဆွဲထားရင်နဲ့ရှေ့မပြေဘူးတဲ့သူကြတော့တဲ့ခြေစုံကန်ဆွဲထားရတော့တဲ့ဒီကိုပြောပါလေလေကိုတစ်ချက်ကျွန်တော်တို့ကြည့်ကြည့်ရနော်ဆွဲပုံဆွဲနီးกว่าတစ်ချက်တော့ညီလေးဆွဲထားတာမှန်တရားတွေဗျာโอเคဒီကျိုးနဲ့ပြောင်းဆွဲကြည့်လိုက်နော်ဒီကျိုးနဲ့ပြောင်းဆွဲကြည့်လိုက်မှန်ကန်ဒီကျိုးနဲ့ပြောင်းဆွဲကြည့်လိုက်တယ်ဒီကျိုးနဲ့ပြောင်းဆွဲကြည့်လိုက်တယ်ကစားသားတို့အဲ့ဒီကျိုးနဲ့ပြောင်းဆွဲကြည့်ကြပါလားနော်ပြောပြတာပြောင်းဆွဲကြည့်ကြပါလားဗျာဟုတ်တယ်စောကားလာမယ်ပြောပြရတာဟုတ်တယ်မင်းဒီနေ့ဗီဒီယိုလေးကတော့လိုက်ပါကြည့်ရှုပေးကြတဲ့တငယ်ချင်းအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော် like and subscribe လေးဝေးကြဖို့လည်းမေတ္တာရက်ခံနေပါတယ်